လွတ်တော်ဥက္ကဋ္ဌကြီးဒုတိယဥက္ကဋ္ဌကြီးကလွတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်ကတော့တရားတိုင်းဒေသကြီး ASA စွမ်းအင်စက်မှုနဲ့ဗမာဆက်သွယ်ရေးဝန်ကြီးဦးကျော်တော်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကျုံမျိုးမျိုးနဲ့မဲဆန္ဒနယ်အမှတ်နဲ့ဒေါ်သူသာဆန်းမြင့်နဲ့အိမ်မဲမျိုးနဲ့မဲဆန္ဒနယ်အမှတ်1ဦးခွင့်မောင်ဝင်းတို့မေးမြန်းထားတော့ရင်မန်းပုံနေရင်နိုင်စင်များပြန်လည်ထုတ်ပေးရန်အစီအစဉ်ရှိမရှိမေးခွန်းအားပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်ဒေသပါတော့လွတ်တော်ဥက္ကဋ္ဌကြီးများနိုင်ငံတော်အတွင်းတရားမဝင်ရောက်ရှိနေသောမော်တော်ဆိုင်ကယ်များအားနိုင်ငံတော်အစိုးရ၏ခွင့်ပြုချက်အရပုံလန်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသက်ဆိုင်ရာဌာနများဖြင့်ပူးပေါင်း၍ one stop service ဖြင့်တရားဝင်မှတ်ပုံတင်ခြင်းဆောင်ရွက်ပေးခဲ့သည်မှာ8ကြိမ်ရှိခဲ့ပြီဖြစ်ပါတယ်။ထပ်မံ၍ရောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့်သက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်အတွင်း၌သာအသုံးပြုခွင့်ရှိသည့်ဒေသအမှတ်သတ်မှတ်သည့်မော်တော်ဆိုင်ကယ်များအားသက်ဆိုင်ရာနေပြည်တော်ကောင်စီတိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များမှဓာတ်ရိုက်တာဝန်ယူကြီးကြပ်၍မော်တော်ဆိုင်ကယ်များအပေါ်ဒေသပေါက်ဈေး၏90%သို့မဟုတ်90%အောက်မလျော့သောဒဏ်ငွေသတ်မှတ်ကောက်ခံပြီးကုန်လန်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအကောက်ခွန်ဦးစီးဌာနမြမအာမခံမြမစီးပွားရေးဗန်တို့နှင့်ပူးပေါင်းပြီး one stop service စီမံချက်ဖြင့်18ရက်2လ2024ရက်နေ့မှစတင်၍ဆောင်ရွက်ပေးခဲ့ရာ2ရက်6လ2023ရက်နေ့အထိစုစုပေါင်းမော်တော်ဆိုင်ကယ်စီးရေ69515စီးဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်ဒေသအမှတ်ဖြင့်မှတ်ပုံတင်ပေးရန်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏တင်ပြချက်ပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှခွင့်ပြုသဖြင့်အဆိုပါဒေသအမှတ်ဖြင့်မော်တော်ဆိုင်ကယ်မှတ်ပုံတင်ပေးခြင်းကိုလည်းရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပါတယ်ဒေသပါတော့လွတ်တော်ဥက္ကဋ္ဌကြီးများကုန်လန်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့်တရားဝင်ခွင့်ပြုချက်ဖြင့်တင်သွင်းရောက်ရှိလာသောမော်တော်ဆိုင်ကယ်များနှင့်ပြည်တွင်းတွင်တက်ဆင့်ထုတ်လုပ်သောမော်တော်ဆိုင်ကယ်များကနဦးမှတ်ပုံတင်ခြင်းကိုအောက်ပါအထောက်အထားများရောက်၍မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ကာကြီးပြည်ပမှတင်သွင်းလာသည့်မော်တော်ဆိုင်ကယ်များကနဦးမှတ်ပုံတင်လျှောက်ထားရာတွင်တင်ပြရမည့်စာရွက်စာတမ်းအထောက်အထားများ1သွင်းကုန်လိုင်စင်2သွင်းကုန်ကြေညာလာသို့မဟုတ် release order notification 3အကောက်ခွန်ပေါ်ပြချက်ကာကွယ်ပြည်တွင်း၌ CKD SKD စနစ်ဖြင့်ထုတ်လုပ်သည့်မော်တော်ဆိုင်ကယ်များကနဦးမှတ်ပုံတင်လျှောက်ထားရာတွင်တင်ပြရမည့်စာရွက်စာတမ်းအထောက်အထားများ1ယင်းနှမြုံနယ်မှုနှင့်ကုမ္ပဏီများညွှန်ကြားမှုသည့်ဌာနဒိုင်ကာကထုတ်ပေးထားသောသက်တမ်းရှိကုမ္ပဏီမှတ်ပုံတင်လက်မှတ်2ကုမ္ပဏီ၏ကိုယ်စားလှယ်ခွင့်ပြုစာ3 quality certificate ကိုကုမ္ပဏီမှလက်မှတ်ယူထားခြင်း4 vehicle identification number VIN plate 5မြန်မာနိုင်ငံယင်းနှမြုံနယ်မှုကော်မရှင်၏မော်တော်ဆိုင်ကယ်အမျိုးအစားလိုက်ထုတ်လုပ်ခွင့်ပြုချက်6 certificate of approval COE သို့မဟုတ် inspection certificate ICလေးစားအပ်ပါသောလွတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာတို့ဖြစ်ပါ၍မဟုတ်ပင်မြို့နယ်နှင့်အိမ်မဲမြို့နယ်အတွင်းရှိတရားမဝင်မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအားနိုင်ငံတော်အစိုးရ၏ခွင့်ပြုချက်ရရှိပါကကုန်လန်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့်သက်ဆိုင်ရာဆက်ဆက်ဌာနများနှင့်ပူးပေါင်းပြီးမှတ်ပုံတင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်းနှင့်တရားဝင်မှတ်ပုံတင်ထားသောမော်တော်ဆိုင်ကယ်များသက်တမ်းတိုးဆောင်ရွက်ခြင်းကိုရင်းစစ်ဆေးရန်မလိုဘဲကုန်လန်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတိုင်းဒေသကြီးပသိမ်ရုံးတွင်သက်တမ်းတိုးဆောင်ရွက်နိုင်ပါကြောင်းဥက္ကဋ္ဌ၏မှတဆင့်ပြန်လည်ဖြေကြားပါသည်ခင်ဗျာ